ကိုဒီမှာ monorail ကိုသွားနေတာဖြစ်ပါတယ် monorail station ပေါ့နော်PDS လိုမျိုးပေါ့အဲ့ဒါလေးကိုစီးဖို့အတွက်သူ့ရဲ့ station ကိုသွားနေတယ်သွားပြီးတော့သူ့ရဲ့ station ကနေပြီးတော့ Thon Sampanthan ဟဲ့လားအဲ့ဒီ station မှာဆင်းလိုက်လို့ရှိရင်အဲ့ဒီဘုံချောင်းလေးတန်းထွက်တော့မသိဘူးတည်ရဟန်လားသိဘူးလားသိဘူးဟုတ်လားအဲ့ဒီတံပယ်လေးကိုရောက်မယ်အဲ့ဒီတံပယ်ကဒီမှာဆိုလို့ရှိရင်လှတယ်ပေါ့နော်လှဆုံးတံပယ်လို့ပြောလို့ရတယ် Chinese တံပယ်လေးအဲ့တော့တော့မဖြစ်ပါနဲ့ခုသွားနေနိုင်နေမှာဒါတွေတွေ့ပြန်ပြီစားကြပါလေဒီကိစ္စမှာစားပါမယ်အိုးခုတော့ပုကက်ပြည်တိုင်းမနိုရေးလေးရောက်ပါပြီမနိုရေးလေးရောက်ပါပြီမနိုရေးအမလေးကြိုက်တီကိုတောင်းတတော့မဲကြိုက်တီကိုတောင်းတော့မတက်နိုင်ဘူးရှင်ကျမတို့တက်လေကားချအောင်ဒီဘက်တက်မှာလားအဲ့တော့မနိုရေး station ပါပဲမနိုရေးကနေပြီးတော့ Thon Sampanthan ကိုသွားပါမယ်ဒီကြိုက်တီကိုတောင်းတပါပြီကြိုက်တီကိုတောင်းတပါပြီရှင်ဟိုထဲမှာ space တွေအများကြီးရှိနေတော့ဒီနေ့ရှေ့ပေါင်းပြီးရှေ့ကိုခဲ့အောင်လိုက်တာဒီခေတ်ဒီကဟိုလိုက်အိုးဒီမှာတစ်ကက်ဝယ်ပါမယ်Thon Sampanthan Okay English please English ဖြစ်သွားပြီThon Sampanthan အစိမ်းရဟာပဲဦးသွားရတဲ့လေဒီဝယ်ဟုတ်တော့ဝယ်ရမှာဟုတ်တယ်ဒါပေမဲ့ဖေးလိုက်ရနေဝယ်ရမှာလည်းမသိဘူးဖေးလိုက်ရနေဝယ်ရမှာသိတော့ဒီတော့မှတော့ရွေးနိုင်လာပါပြီသူကဟို KL monorail line ကိုရွေးရမှာပါဒီကနေပြီးတော့ Sakrin မှာလူ line လေးအများကြီးပဲရှိတယ်အဲ့မှာကိုစီးမဲ့ရထား KL monorail line ကိုရွေးပြီးတော့မှကိုသွားခြင်းနဲ့ဒီဟွာဒီဘူဒါကိုရွေးပြီးတော့မှနေလိုက်Sakrin ထဲမှာမြင်နေရတော့မင်းသမီးလေးပါမင်းသမီးလေးနဲ့မင်းသားလေးပါဟုတ်လေလူလိုက်တာဒီမှာအစီနှစ်စီရပြီကဲစီးပြီးတော့တော့မယ်ရတဲ့တဲ့နဲ့ဘုတ်ဖြစ်ပြီးဒါက PDS ပေါ့နော် PDS ပလက်ဖောင်းကတူဖြစ်ရမယ်လေဝိုင်းသူကဟိုဘက်ကိုသွားခက်ခဲနေနေတဲ့ပုတ်စားတယ်လို့ပဲပလက်ဖောင်းဝိုင်းနေတက်လာတော့ဝိုင်းပဲတွေ့ရစီးရမှာတူအားနဲ့ပဲအပေါ်မော့ကြည့်လိုက်တော့တရားကြီးတွေ့တယ်အဲ့တရားကြီးကနေပြီးတော့မှပလက်ဖောင်းသူ့ဘက်ကိုပြန်ကူးပြီးတော့လက်ဖောင်းသူ့ကိုကူးနေပါပြီဆိုတော့ဒါလက်ဖောင်းသူ့ကိုရောက်ပြီလက်ဖောင်းသူ့အောင်ပြီးတော့စီးပါတယ်ရှင်ထားပါလေခင်းမယ်ထားဆောင်ပါမယ် sorry အပြာရောင်လေးလာပါပြီဟုတ်ကြတယ်ဒါလူတော့ကြက်မယ်ထင်ပါတယ်I don't know let's see ကဲပွင့်ပြီးသွားမယ်လေကမှပဲအေးပါတော့ဒီမှတ်တယ်ကြည့်အောင်နော်ကိုကြည့်ပြီးတယ်ဆိုတော့ညာကနေပြီးတော့MB ပြီးလို့ရှိရင်1 hour ဒီနောက်တစ်ခါလိုက်မှတ်တယ်တော့မှစဉ်းပါမယ် stress ရတော့အများကြီးပဲခီးသွားရဲဆိုတော့လွယ်ရတော့မဟုတ်ဘူးဘယ်နာနေပဲသွားမယ်ဘယ်ကနေပဲလာမယ်အဲ့ဒါတွေလည်းမသိပြီးတော့ရှားရတယ်ဖွေးရတယ်စားလို့တက်ရတာနဲ့ရှားရတယ်သုံးရတယ်ဘယ်ကနေပဲ
ticket တွေထည့်ရတယ်အဲ့လိုကနေလွယ်တော့မလွယ်ဘူးနောက်ကပါနေအောင်သူလဲတုံးစမဒမ်ဘူဒါမှာဆင်းလိုက်ပါတယ်ဟောတမ်စမဒမ်ကထုံစမဒမ်အဲ့ဒါဆင်းလိုက်တယ်ဆင်းလိုက်ပြီးတော့အဲ့ဒီတမ်ပယ်ကိုသွားဖို့အတွက်ရာသူကဟွာပါ public transport မရှိဘူးတဲ့အဲ့ဒါကြောင့်မလို့ Grab စီးဆိုတော့ Grab ဆိုတော့ Grab ခေါ်လိုက်တော့8 ringgit ပေးရမယ်တဲ့8 ringgit ဆိုတော့1000နဲ့မြောက်ရင်8000နဲ့ကျန်တယ်နှစ်ယောက်ဆိုပြောက်4000နဲ့ကျန်တယ်တန်တယ်လေးအဲ့ဒါပဲစီးတော့မှာပေါ့ no Grab ဆောင်နေတာပါကဲ Grab ပေါ်ရောက်ပြီလာခေါ်ပါတယ်8 ringgit နဲ့သွားတော့မှာပါတန်ပါတယ်ကျမတော့ကားပေါ်ရောက်သွားတဲ့အခါမှာကလေးကြီးဖြစ်သွားပါတယ်ဆိုမရလာဒီစီမေမန်ကျေးဇူး thank you အေးရောက်ပါပြီရှင်ရောက်ပါပြီရှင်မိုးရွာမလားမသိဘူးဒီနေ့ကမိုးချမလားမသိဘူးရှင်တော်တော်လှပါတယ်တခုလုံးကချမ်းကြီးကချားရဲအကောင်လုံးဘုံကန်းထားပါတယ်ရှင်မိုးရွာနဲ့တံပယ်ထဲမှာနေကြရအောင်ရှောင်မသွားပဲအခုလောလောဆယ်တော့တက်ဖို့မှတ်ရိုက်ကြရဘလောက်ပဲဒုက္ခတွေရောက်ဘလောက်ပဲစိတ်ညစ်စရာတွေပဲရှိနော်ညဆိုတော့ဟီဟီနဲ့ပဲနော် attention နဲ့ please do not park around ဒါတော့သူ့ရဲ့တံပယ်လေးရဲ့ပတ်ဝန်းကျင်မှာဟိုးတံပယ်လေးကလာတော်သေးပါတယ်တံပယ်တဲကိုရောက်ပြီးတော့မှမိုးရွာသွားတယ်ခီးလည်းမပါလာဘူးမပါလာဒီမှာပဲအေးစစ်စစ်ခံပြီးတော့အနားယူတာပေါ့လေနော်